ဘာကေးဖက်နဲ့ကိုခွာတစ်လေကိုရန်ကုန်ကနေစိုးရတခါထည့်ပေးလာတာလေးကိုခွာတူလဲကြီးကြရအောင်ဗျအရင်ဆုံးဖက်နဲ့က6တာပြီးသားဆိုတော့ခွာဟောင်းခွာဖို့အတွက်ဆိုလို့ရှိရင်ဒီကြိုးလေးတွေကိုဖြတ်ထုတ်ပေးထားရမှာပေါ့နော်ကြိုးတွေကိုလည်းအကောဖြတ်ထုတ်ပြီးသွားပြီဆိုတော့ခွာဟောင်းကိုခွာထုတ်ပေးလိုက်ပါမယ်ဗျကော်လေးတွေကကြာပြီဆိုတော့အခုလိုမျိုးလွယ်လွယ်လေးနဲ့ခွာလို့ရတော့ပေါ့နော်နောက်တော့ဖက်နဲ့အသားမှာကြာရင်လည်းကော်ဟောင်းလေးတွေကိုဒီကြလေးကော်ပတ်ရေးစားထားပြလိုက်ပါတယ်ပြီးလို့ရှိရင်ပြဲနေတဲ့နေရာတွေကိုဖာဖို့အတွက်လေတာသားကိုကျွန်တော်တို့တုံးပြီးတော့ပိုးပါပေါ့နော်ဒါကြောင့်မို့လေတာသားတွေကိုဒီကြလေးကက်ကြီးနဲ့ညှက်ပြီးတော့ကော်လေးတွေနဲ့ဒီကြလေးကတ်ထားပြလိုက်ပါတယ်ဗျအကယ်လို့ဖက်နဲ့ချောက်ချင်တာပဲဖြစ်ဖြစ်ခွာလဲချင်တာပဲဖြစ်ကျွန်တော်တို့ကိုတစ်တော့စီပြီးတာမော်ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လည်းမေးမြန်းနိုင်ပါတယ်နော်ပြီးတော့ဖက်နဲ့ချောက်တဲ့အပြင်ကိုမှဘောလုံးအားစားနဲ့ပတ်သက်တဲ့ပစ္စည်းမျိုးစုံကိုကျွန်တော်တို့စီမှာရောင်ကြီးစက်ရောက်ဆောင်နဲ့လာရုံမှရပေးနိုင်ပါတယ်ဗျဘောလုံးဖက်နဲ့ပဲလို့မလားဘောလုံးခြေစိုးဒူးကစက်ကြိုက်တွေကိုကျွန်တော်တို့စီမှာမှာရပေးနိုင်ပါတယ်ဗျကဲဒါဆိုရင်ခွာတစ်တက်ဖို့အတွက်ပြင်ဆင်ကြရပါတော့အရင်ဆုံးကျွန်တော်တောက်လိမ့်တာကတော့ကောကတ်အားပူကောင်းတဲ့အရည်လေးတစ်မျိုးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကော်လေးတွေကိုဖက်နှက်ပေါ်မှာဒီချာချာလေးတောက်လိမ့်ပြီးထားလိုက်ပါဗျာပြီးရင်တမ်းမဲ့ခွာတစ်မှာလည်းကော်လေးတွေကိုနန်းနန်းဆက်ဆက်လေးတောက်လိမ့်ပြီးထားလိုက်ပါတယ်ဗျာပြီးရင်ကော်လေးတွေအတစ်ဖြစ်အောင်လို့ဟိကန်နဲ့အပူလေးပေးထားလိုက်ပါမယ်နော်ကော်လေးတွေကိုဒီချာလေးအပူပေးပြီးတော့ပြီဆိုရင်ဖက်နှက်ခွာကိုအခုလိုမျိုးဖက်နှက်မှာနေရာတကျလေးဖြစ်အောင်လိုက်ပြီးတော့ကတ်ပေးလိုက်ရင်တော့ခွာလဲတာအောင်မြင်ပါပြီဗျာ